မှားဘယ်လိုလဲဒါအမှန်နော်သူ့ရဲ့ခေါင်းလေးကမညီမညာလေးဒီမှာမတို့ဒီမှာသူ့နဲ့အဝေးမသွားအောင်နော်သူနဲ့ဒက်ဖိမယ်ဆိုလို့ရှိရင်မတော့ဝိုက်မယ်ဖိမယ်ဘာလုပ်မလဲဝိုက်ချလိုက်တယ်ဒီမှာတစ်ခါထပ်ပြီးတော့ဒီလိုဖိပြီးတော့မတို့ကနှုတ်မှာဆွဲသလိုမျိုးပဲသူ့ပဲတော့ပြန်ကတ်မယ်ဟုတ်လားအဝိုက်လေးပဲနော်အဲ့ဒါကိုမတို့မှားတတ်တာဘာလဲဆိုတော့ဖိဖွားမလုပ်ပဲနဲ့ဒီမှာဖိတယ်ဟုတ်လားအဲ့ဒါကြီးအမှားနော်ရမယ်နော်ပန်းတွေကိုထည့်ထည့်နေရခြေရည်စင်းမှာဘယ်နှမျိုးရှိပြောမယ်နော်ပြန်ပြောမယ်နော်နောက်ခါကျမေးပြောပြအောင်နော်ခြေရည်စင်းပုံမှန်ကပုံမှန်တင်တဲ့သုံးတဲ့ဟာမျိုးလေးတွေဒူးလေးတွေလာတယ်ကွာဒီလိုမျိုးတစ်စိမ့်မဟုတ်သေးဘူးခဏလာဒါပုံမှန်နော်ပုံမှန်ဆိုတာကအကျဲထဲမှာပေါ့လုံးဝဟိုဘယ်လိုပြောအကျန်းသုံးနေတဲ့သူမျိုးတွေကလုံးအပြစ်ကွာအပြစ်လိုင်းနေရလားအခြေခံသိရမှာဒီခြေရည်စင်းမှာ၃မျိုးရှိတယ်ပုံမှန်လုံးဝတစ်ထက်ဆိုတစ်ထက်အခုမှဒီမှာတစ်ထက်တည်းနဲ့ဆွဲလိုက်တာပန်းလေးကဒီမှာတစ်ကစ်လေးတယ်ဒါတော့မှတ်ထားပါဒုတိယရည်စင်းဒုတိယအစားရဟာသုံးတာနော်ပြတ်သွားပြီနော်ဒီကလာနဲ့တော့တခြားစီပဲဒါကျဲတယ်ဒါပြစ်တယ်ဒီထက်ပို့ပြီးတော့ပြစ်တယ်အဲ့ဒါဆိုဘာလုပ်လို့ရလဲအဖြူဘက်သွားတဲ့ဟာအဖြူရောင်တိတန့်ရှားတာနဲ့ခတ်လို့ဒါပေမဲ့အဖြူရောင်တိတန့်ရှားခတ်ပေမဲ့ဒါနဲ့တူသေးလားဘယ်ကပုတ်ဖြူလဲဒါပုံမဖြူလားပုတ်ဖြူအောင်လုပ်လို့မရဘူးလားရတယ်နော်ကိုမကိုဆက်တဲ့ဟာပိုတော့ဆွဲလို့ကောင်းတယ်တော့ဣကလေးသလားနော်မလို့ဆွဲလို့ရှိရင်လည်းလိုလေးဆက်မလေးတို့ကဒါလေးအစင်းသစ်ဝယ်လို့ရတယ်နော်တလားအစင်းသစ်ဝယ်လို့ရတဲ့ဟာပြတ်သွားခဲ့ရင်ကိုယ့်ဘာကိုလုပ်လို့ရအောင်တင်လိုက်တာအစင်းသစ်ဟာမှဒါပဲသုံးလိုက်ခုနောက်ပိုင်းကျမှမဆေးဆက်လေးတွေပြောပြပြီအဲ့လိုမျိုးညီမလေး VN ပန်းတို့ပါတော့ဒီလိုမျိုးမညီမညာလှတာနော်ဟုတ်လားအဲ့လိုလေးထွက်နေရတယ်လှတာနော်ဟိုမနေ့ကပြတယ်ပကြီးစားရှိတယ်ရှိရလေအနီးကဟုတ်တယ်လေးဆွဲဝိုက်လေးဟလားဒီတော့သူတို့ရောရိုက်တာလိုက်အခုတော့၅ပါးမှောင်နေပြီ၄ပါးမှ4ပါးမှောင်5ပါးမှောင်နှစ်ခွက်တော့မနေဆွဲနေရအမှတော့တော့စီရဦးရောင်းနေအချင်းကြီးဘယ်လိုလဲဟုတ်တယ်တော့ဒီနေ့ခွန်ကြလိုက်တော့ဒီချင်း